လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်80ရာစုအီဂျစ်နိုင်ငံကိုင်ရိုမြို့ရဲ့မှောင်မင်းရဲ့အကျဉ်းခန်းတစ်ခုထဲမှာလူတစ်ယောက်ဟာတဦးတည်းအကျဉ်းကျနေပါတယ်။သူကတော့ Ibn Haytham လို့အမည်ရတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။သူဟာနိုင်မင်းရေကြီးရာကိုထိန်းချုပ်ဖို့အစိုးရကိုကတိပေးခဲ့ပြီးမြဲမအောင်မြင်ခဲ့တာကြောင့်ယူဆွဲချင်ဟန်ဆောင်ပြီးအကျဉ်းထောင်ထဲမှာအသက်ဘေးကနေလွတ်အောင်ပုံခိုနေရတာပါ။ဒါပေမဲ့အဲ့ဒီအမောင်ငန်းလေးဟာကမ္ဘာတိပလန်ပညာကိုပြောင်းလဲပြမဲ့နေရာထစ်လာမယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး။တနေ့မှာအချင်းခန်းရင်တကားအပေါက်တီးတီးလေးကနေအလင်းတန်းတစ်ခုဖြတ်ဝင်လာပြီးစန့်ကျင်ပန်းနရံပေါ်မှာအပင်ဘက်ကမြင်ကွင်းကိုပြောင်းလံပုံရိပ်အဖြစ်သွားထင်တာကိုသူသတိထားမိသွားပါတယ်။အဲ့ဒီခေတ်ကလူတွေဟာမျက်စိတွေကနေအလင်းတန်းတွေထွက်လို့အရာဝတ္ထုတွေကိုမြင်ရတာလို့ယူဆခဲ့ကြတာပါ။ဒါပေမဲ့ Ibn Haytham ကအမောင်ထဲမှာဆန်းတရင်အလင်းဟာအရာဝတ္ထုတွေကနေမျက်စိတွေကိုဝင်လာတာဆိုတဲ့အမှန်တရားကိုပထမဆုံးရှာဖွေတွေ့ရှိခဲ့ပါတယ်။ Ibn Haytham ဟာအမောင်ခန်းထဲမှာစမ်းသပ်မှုပေါင်းများစွာလုပ်ခဲ့ပြီး Dark Room လို့ခေါ်တဲ့စနစ်ကိုတီထွင်ခဲ့ပါတယ်။ဒါဟာဒီနေ့ခေတ်ကျွန်တော်တို့သုံးနေတဲ့ကင်မရာတွေရဲ့အခြေခံအကြဆုံးနည်းပညာဖြစ်လာခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။သူဟာအချက်အလက်အခုကိုယုံကြည်ယုံနဲ့မရဘူး။လက်တွေ့စမ်းသပ်ချက် experiment နဲ့တက်တည်ပြနိုင်မှမှန်တယ်ဆိုတဲ့ scientific method ကိုကမ္ဘာပေါ်မှာပထမဆုံးစတင်ကျင့်သုံးခဲ့သူလည်းဖြစ်ပါတယ်။ Ibn Haytham ကပြောခဲ့ပူပါတယ်။ဖျားသခင်ကိုပိုနီးစပ်ခြင်းလောကကြီးရဲ့အမှန်တရားနဲ့အလင်းကိုရှာဖွေပါသူ့အတွက်တော့သိပ္ပံပညာဟာဘာသာရေးနဲ့ဆန့်ကျင်ဘက်မဟုတ်ပဲဖျားသခင်ဖန်တီးထားတဲ့စัจ java လာကြီးကိုနားလေအောင်စူးစမ်းခြင်းပဲဖြစ်ပါတယ်သူ့ရဲ့ optics အလင်းပညာဟာနောက်ပိုင်းမှာဥရောပတိုက်အထိဖြန့်နှံ့သွားပြီး Isaac Newton ကိုလိုပညာရှင်တွေအတွက်အခြေခံအုတ်မြစ်ဖြစ်လာခဲ့ပါတယ်ဒီဇလန်ကနေကျွန်တော်တို့သိနိုင်တာကတော့အစ္စလာမ်ရဲ့ရွှေကင်းမှာဘာသာရေးကိုင်းဆိုင်တဲ့သူတွေဟာတစ်ဖက်မှာလည်းကဘာကြီးကိုတိုးတက်စေမဲ့သိပ္ပံပညာတွေကိုရှာဖွေခဲ့ကြတယ်ဆိုတာပါပဲအဆုံးထိကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်သိချင်တာလေးတွေရှိရင် CM မှာမေးခဲ့လို့ရပါတယ်ဗျာစိတ်ဝင်စားရင်အကောင့်ကို like နဲ့ follow လုပ်ခဲ့လိုက်ပါ